နေ့တခုပြောပြမယ်နင်ဝမ်းတာကြတခုပြောပြမယ်ငါမိကမှာဆိုစောက်လေးအမှတ်ထားနော်နင်ပေးရစောက်ဆက်နေဝင်ပြီးပြောနေမလားမပြောနဲ့တော့နင်ပေးအခုလဲကြာရင်လဲကြာနေလောက်ပါပြီဘာလို့ဆိုကြာတယ်ဆိုမော်ရီဇာရှင်ပတ်စံမဝင်လောက်တော့ငွေရက်ရင်လဲရက်နေလောက်မရက်လဲဒီတရက်နေ့အတွင်းနင်ကိုနင်ပေးကိုရအောင်လုပ်ဖို့အတွက်နော်နီးပညာသမားတွေအုပ်စုလိုက်ကြီးငါရှိဂရုလိုက်ပြီးပတ်စံတပြားမှမယူနင်ကိုယုံလို့ကိုလောက်မှနင်နောက်ထပ်10ခုဖွင့်နော်10ခုလုံးကြာအောင်လုပ်ပေးမယ်နော်ညအဲ့ဒါလေးဖွင့်မှလှုပ်စားတာဆိုတော့အမလီလီရမှထမင်းစားတဲ့ဘဝဆိုတော့နင်းဘဝကလေတနာစရာကောင်းတယ်ဒါပေမဲ့နင်း professional ရှိပါတယ်အဲ့ဒါမလုပ်ရတော့လေဇပွဲတို့လုပ်ပေါ့နိုင်ငံခြားမှာဇပွဲတို့လုပ်လေ professional နင်းရဲ့အလုပ်ရှိရလေလုပ်လေမိချုံမဟမ်ဖေလို့မတယောက်တည်းစောက်တုံပြီးတော့ငါ့ကိုဘလော့ပြီးတော့ Facebook မှာခဏနေ post တွေတင်လိုက်ခဏနေဖြတ်လိုက်ခဏနေမျိုးစုံတွေတင်လိုက်နဲ့ဘာတွေရောက်ရက်ခန့်တာဘာတွေစောက်ရန်နေရခန့်တာဟမ်ဘာတွေစောက်ရန်နေရခန့်နေရတော့လို့ဟမ်ဇာရှိရင်ဘလော့ဖြေလိုက်လေနင်လူတွေကယွန်းနေတာချီခွေးချီတဲ့ယွန်းနေတာသိလားနော်ငါလာပြီးမြထမိန်နဲ့အုပ်မယ်လေးပါလို့ထမိန်နဲ့အုပ်မယ်လေးပါလေးလာပြောမနေနဲ့နော်ဗဇက်ကိုဖျဲပြီးတော့အဲ့ဒီကာကြီးနဲ့အဲ့မဲ့ဗဇက်တဲ့ကိုဖျန်းလိုက်လို့ရေထဲမှာရွာတယ်မိုးဖြစ်သွားမယ်နော်ခွေးမျိုးတစ်မျိုးလို့လီးနဲ့အဲ့ဒဲမလို့တစောင်းလုံးမှာတတိရှင်ဒဲလာပြောလိုက်နော်ရိုင်းတာဘယ်သူမှတင်တဲ့တက်ရှာမလို့ဘူးနော်ဒါတော့မှနည်းနည်းရှော့ထားသေးရဘာလို့ငါကောင်းထဲမှာမင်းကလေးတွေအသက်ကြီးရဲ့လူတွေအမျိုးသမီးတွေပါလို့တော်တော်လေးကိုရှော့ထားသေးရနော်နင်းစောက်ပေါက်အားချောင်ကြီးလို့ရှိရင်ဒဲငါ့ကိုလာပြောလိုက်နော်လူအများဒုက္ခရောက်နေဖြစ်တဲ့ပြတော့နင်းဒီဗီဒီယိုပြီးလို့ရှိရင်လည်းနင်းငါအတန်းရှင်းထပ်မပေးဘူးညီမနေတယောက်တည်းလောင်နေနင်းရဲ့အဓိကနင်းရဲ့ဆက်ခွက်ပြောက်နေတဲ့နင်းရဲ့စားပေါက်ဖြစ်တဲ့ Facebook page ကို monetization ကိုငါပိတ်ပြမယ်ကြည့်ထားလိုက်နော်နင်း monetization ပိတ်ဖို့လောက်ကဒီမှာပတ်စံတော့မလို့ဘူးအမေအလကားနင်းကိုယုံနေလူတွေများတယ်လုတ်ပေးမဲ့လူနော်ပိတ်ဖို့လို့ဆိုလဲ350လောက်3တာလေးရပါတယ်ဘာမှမဖြစ်ပါဘူးနော်ကိုယ့်ခွက်ခောက်ကိုယ့် professional ဇပွဲတို့ပြန်လုပ်ပေါ့နော်သူများနေမှာရှိမှနေပြီးတော့အေးစစ်စစ်မနေဘူးကောင်းကောင်းမနေဘူးဘာတွေစောက်တုံးနေဟေးလို့မဟမ်